တိတ်ဆိတ်ငိမ်သက်နဲ့ညောက်တညာမှာလာရောင်တလောက်ရုတ်တရက်လန့်နိုးလာခဲ့တယ်။အသက်ရှူတဲ့ပြင်းပြင်းနဲ့သူ့နှလုံးသားကတခုခုကိုပြန်လှုပ်ရှားနေသလိုခံစားလာရတယ်။အခန်းထဲမှာလည်းအမောက်တူးတစ်ခုသာရှိနေခဲ့တယ်။တိတ်မကြခင်အချိန်မှာပဲပဒင်းမောက်စီကနေပြီးတိုက်ခတ်လာတဲ့လေနဲ့အတူနှင်းစီပိုင်းရင်နှန်းတစ်ခုတိတ်တိတ်လေးဝဲလာခဲ့တယ်။တစ်ချိန်တည်းမှာပဲလာရောင်ကသူ့ရဲ့မျက်လုံးလေးကိုမှိတ်ပစ်လိုက်ခဲ့တယ်။ဒါကတကယ်တော့အိမ်မက်မဟုတ်ပါဘူး။နောက်နေ့မနက်မှာတော့အားလုံးကပုံမှန်လိုပဲထွင်နေခဲ့တယ်။တီရီကလည်းသူ့ဘေးမှာရှိနေခဲ့တယ်။တီရီကစကားတွေကိုပြုံးပြီးပလော့နေခဲ့တယ်။ဒါပေမဲ့လာရောင်ရဲ့စိတ်ထဲမှာမပြောနိုင်တဲ့အကြောင်းအရာတစ်ခုရှိနေခဲ့တယ်။သူတတိမထားမိတာတစ်ခုကတော့နာယီလက်တန်ကြီးကရွေရှားမှုမရှိပဲအချင်းတစ်ခုတည်းတနေရာထဲမှာပဲရပ်တန့်နေခဲ့တယ်။ဒီလိုနဲ့လာရောင်တယောက်တစ်နှစ်ကုံဆုံးသွားပြီးညဘက်ကိုပြန်ရောက်လာခဲ့တယ်။လာရောင်အိမ်ပြန်ရောက်တဲ့အခါတော့သူ့အခန်းထဲမှာတခုခုမူမမှန်ပဲပြုံးလဲနေတာကိုသတိထားမိခဲ့တယ်။သူ့အနားကလေထဲမှာတယောက်ရဲ့အသက်ရှူတန်လိုကြားနေခဲ့ရတယ်။သူနောက်ကိုလှည့်ကြည့်လိုက်ပေမဲ့လည်းဘယ်သူမှရှိမနေခဲ့ဘူး။ဒါပေမဲ့သူ့ရင်ထဲမှာတယောက်ကသူ့ကိုစကားပြောနေတယ်လို့ခံစားနေရတယ်။ရှင်ကျမကိုမေ့ပစ်လိုက်တာလားဆိုတဲ့စကားအတိုင်းတွေကိုကြားနေခဲ့ရတယ်။အဲ့ဒီညမှာလာရောင်အိမ်မက်တစ်ခုကိုမတ်ခဲ့တယ်။နှင်းစီပန်းနေကြမှာမိန်းကလေးတယောက်ရက်နေတာကိုမြင်မက်ခဲ့တယ်။အိမ်မက်ထဲမှာမိန်းကလေးရဲ့မျက်နှာကမရှင်းပေမဲ့သူမရဲ့မျက်ဝန်းတွေကလာရောင်ကိုဓာတ်ရိုက်ကြည့်နေခဲ့တယ်။ရှင်ဘသူ့ကိုရွေးချယ်မလဲ။လာရောင်ရုတ်တရက်ဆိုပဲလန့်နိုးလာခဲ့တယ်။တထိန်ထဲမှာပဲအသက်မရဘူး။သူ့နှလုံးသားကတခုခုကိုလိုက်ရှာနေပြီလို့ခံစားခဲ့ရတယ်။နောက်နေ့မနက်မှာတော့ညကသူမက်ခဲ့တဲ့အိမ်မက်နဲ့အရာအားလုံးကထပ်တူညီနေခဲ့တယ်။တီရီပြောတဲ့စကားတွေကလည်းမနေ့ညကသူကြားခဲ့တဲ့စကားတွေအတိုင်းထစ်နေခဲ့တယ်။ဒီတစ်ခါမှာတော့လာရောင်တတိထားမိလာခဲ့တယ်။ဒီနေ့မှလည်းအရင်နေ့ကလိုမျိုးအကြောင်းအရာတွေကတူညီနေခဲ့တယ်။တီရီကတိတ်တိမ်လေးပြုံးနေခဲ့တယ်။ရှင်အခုမှသိတာလား။တီရီရဲ့စကားကိုကြားလိုက်တဲ့အချိန်မှာတော့လာရောင်တယောက်ရင်ထဲမှာအေးကနေထစ်ထွားခဲ့တယ်။လာရောင်ကမေးလိုက်တယ်။မင်းဘာကိုဆိုလိုလာလဲဆိုပြီးတစ်ချိန်တည်းမှာပဲတီရီရဲ့မျက်လုံးအယောင်အကြည့်တွေကချက်ချင်းဆိုသလိုပြောင်းလဲသွားခဲ့တယ်။တီရီကတိတ်တိတ်လေးပြန်ပြောလာတယ်။ငါတီရီမဟုတ်တော့ဘူးဆိုပြီးပြောလာခဲ့တယ်။အဲ့ဒီအချိန်မှာပဲလေတိုက်ခတ်လာပြီးနှင်းစီပန်းရွက်တီလည်းလေထဲမှာပြန်လွင့်လာခဲ့တယ်။သူ့ရှိမှမိန်းကလေးတယောက်ပေါ်လာခဲ့တယ်။အေးမြရဲ့မျက်ဝန်းနာကျင်တဲ့အပြုံးနဲ့အတူမိန်းကလေးရဲ့မျက်နှာပေါ်ပေါ်လွင်နေခဲ့တယ်။ရှင်နောက်ဆုံးတော့ကျမကိုမှတ်မိလာပြီပေါ့။လာရောင်ရဲ့ခြေထောက်ကြီးနောက်ဆုတ်သွားခဲ့တယ်။မင်းဘာတူလဲမင်းကငါလုံးဝမသိဘူး။မိန်းကလေးပြုံလိုက်တယ်။ကျမကရှင်မရွေးချယ်တဲ့သူပဲလို့ပြောလာခဲ့တယ်။အရာအားလုံးကခဏလောက်တိတ်ဆိတ်သွားခဲ့တယ်။ပြီးတော့အချိန်ရက်သွားတယ်။တိုက်ခတ်နေတဲ့လေတွေလည်းရက်သွားတယ်။အတန်တွေကအကုန်လုံးပျောက်ကွယ်သွားခဲ့တယ်။ရုတ်တရက်ဆိုပဲသူတို့ရှေ့မှာမိန်းကလေး၃ယောက်ပေါ်လာခဲ့တယ်။နှင်းစီတီရီပြီးတော့အဲ့ဒီမိန်းကလေး၃ယောက်ပေါ်လာခဲ့တယ်။လာရောင်ကိုသူတို့တပြိုင်နက်တည်းပြောခဲ့ကြတယ်။ဒီတစ်ခါတော့ရှင်ရွေးချယ်ရမယ်။လာရောင်မျက်လုံးတွေကိုပိတ်လိုက်တယ်။သူ့နှလုံးသားကတစ်ချက်ခုန်လာတယ်။ပြီးတော့တိတ်တိတ်လေးပြောနေခဲ့တယ်။ငါဘသူ့ကိုမှရွေးချယ်တော့ဘူး။အဲ့ဒီအချိန်မှာပဲအရာအားလုံးပြက်ကွယ်သွားခဲ့တယ်။အလင်းဒီလည်းပျောက်သွားတယ်။သူတို့၃ယောက်လုံးလည်းပျောက်ကွယ်သွားခဲ့တယ်။လာရောင်တယောက်သေးကျန်နေခဲ့တယ်။အမောင်ထဲမှာသူတိတ်တိတ်လေးပြုံးနေခဲ့တယ်။လာရောင်နောက်ဆုံးသိလိုက်ကတော့ငါရှာနေတာကသူတို့မဟုတ်ဘူးငါကူငါပြန်ရှာနေတာပဲဖြစ်တယ်ဆိုတာကိုသိလာခဲ့တယ်။လာရောင်မျက်လုံးတွေကပြန်ပွင့်လာခဲ့တယ်။သူဆေးရုံထဲမှာရောက်နေတာကိုသိလိုက်တယ်။တစ်ချိန်တည်းမှာပဲဆရာဝန်ကစကားစပြောလာတယ်။မင်းနိုးလာပြီ။မင်းကိုမထံမှာအချိန်ကြာကြာနေခဲ့လာလို့ဆရာဝန်ကပြောလာတယ်။လာရောင်ဆရာဝန်ကိုမေးခဲ့တယ်။တီရီဘယ်မှာလဲဆရာ။ဒေါက်တာကအံ့ဩသွားတယ်။ဘသူလဲတီရီဆိုတာဘသူလဲ